ကဲပင်ကြီးများနေရာချနေပါတယ်ပင်ကြီးတွေကျင်းရတယ်ပါရေတော့ရတယ်ရောက်ကြည့်ရှုဝယ်လို့ရပါပြီအမြင့်မှာပေါ့ကွာသူကအမြင့်ပေါ်တဲ့ဟာပဲဒါမဲ့တက်ဟုတ်လားဟာဒီအောက်စနေရသည်ကံကိုဖူးနဲ့